moisturizer ဝယ်မယ်ဆိုလို့ရှိရင်မဖြစ်မနေဒီထားမယ်အချက်လေးတွေကိုမင်းကဒီဗီဒီယိုလေးမှာပြပြပေးမယ် moisturizer မှာဆိုလို့ရှိရင်တော့၄မျိုးရှိတယ်ဂျယ်သားရယ် lotion သားရယ် gel cream သားရယ် cream သားရယ်ဆိုပြီးတော့၄မျိုးရှိတယ်အဲ့ထက်အောင်မှာကိုယ့်ရဲ့အသားရည်က oily skin ဖြစ်နေတယ်ဝက်ချက်တွေလည်းအရန်ထွက်နေတယ်ချစ်ပေါက်တွေလည်းအရန်ကျင်တယ်ဆိုလို့ရှိရင်တော့ဂျယ်တိုင်းလေးကိုရွေးချယ်ပြီးတော့အသုံးပြုပြီးလို့ရပါတယ်ရှင်ဥပမာမဟုတ်ဘူးကိုယ့်ရဲ့အသားရည်ကအသား6အရန်6တဲ့ထဲလဲပါနေတယ်ဝက်ချက်လည်းမထွက်ဘူးဆိုလို့ရှိရင်တော့ lotion တိုင်းလေးကိုရွေးချယ်ပြီးတော့အသုံးပြုပေးလို့ရပါတယ်ရှင်ဒါမှမဟုတ်ကိုယ့်ရဲ့အသားရည်က normal skin ဖြစ်နေတယ် skin care တင်ုံတက်တက်ပဲဆိုလို့ရှိရင်တော့ gel cream တိုင်းလေးကိုရွေးချယ်ပြီးတော့အသုံးပြုပေးလို့ရပါတယ်ရှင်နောက်တစ်ခုရှိတာကကိုယ့်ရဲ့အသားရည်ကပုံမှန်ထက်အသားကြောက်တာထက်ပိုပြီးတော့အဖက်လန်တာလေးဖြစ်နေတယ်ဆောင်းနှင်းရောက်တဲ့အခါမှာလည်းတက်ကြအပ်တဲ့လူမျိုးအသားအရန်6နေတဲ့ထဲမှာပါနေတယ်ဆိုလို့ရှိရင်တော့ cream တိုင်းလေးကိုရွေးချယ်ပြီးတော့အသုံးပြုပေးလို့ရပါတယ်ရှင်အဲတော့ဆိုလို့ရှိရင်တော့မင်းတယ်လေးတွေက moisturizer ဝယ်တဲ့အခါမှာကိုယ့်ရဲ့အသားရည်နဲ့ light တဲ့ moisturizer လေးတွေကိုရွေးချယ်ပြီးတော့အသုံးပြုတတ်ပြီလို့ညွှန်လင့်ပါတယ်ရှင်အသားလေးကိုဒါပြပြပေးရပါချစ်စစ်တမတယ်